ပိုတော့များလာတယ်မှာမယ်ဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းဗီဇာမပေးတော့ဘူးအဲ့တော့ဗီဇာမပေးတော့ဘူးဆိုတော့အောက်ဆင်းလို့မရတော့ဘူးဘာလို့ဟိုမှာဆိုရင်ဒါဗီဇာရှိရမယ်ဗီဇာရှိတိုင်း show pass ရတာမဟုတ်ဘူးပြမလားဒါ immigration officer ကပေးမှရတာ तू ကဗီဇာမရှိလဲပေးခွင့်ရှိတယ်အဲ့လိုရတဲ့လူတွေလည်းရှိတယ်တချို့တွေဗီဇာမရှိဘူး immigration officer show pass ပေးခဲ့တယ်ထွက်လို့ရတယ်အခုကတော့ပိုဆိုးသွားပြီမျိုးတွေမှာလည်းတည်တယ်တချို့မျိုးဆိုရင်လုံးဝမပေးတော့ဘူးဗမာတင်ပေါ်သားဆိုပေး show pass ဆိုဗီဇာရှိမရှိမပေးဘူးတချို့တွေကဗီဇာရှိသေးတယ်လေတချို့ဆိုအခုဗီဇာပေးပြီးသားပြန်သိမ်းသွားတဲ့တင်ပေါ်သားတွေလည်းရှိတယ်ဟိုထွက်ခံပြီးမှပြန်ခေါ်ပြီးတော့ cancel လုပ်လိုက်တယ်ဆိုတော့တချို့အဲ့လိုပဲတွေ့ခဲ့တာ2ယောက်3ယောက်တောင်ရှိတယ်ဆိုတော့ထွက်ဖို့ကမရှိဘူးတချို့ကကြံနေသေးတဲ့ဗီဇာလေးတွေတော့ဟိုရတဲ့လူတွေရှိတယ်အဲ့လူတွေကတော့လေ officer မှာတည်တယ်တော့ဟိုက officer အပြည့်အာဏာရှိတယ်သူပေးချင်ပေးလို့ရတယ်ဗီဇာရှိမပေးဘူးရတယ်အဲ့လိုဆိုတော့ဟိုပိုခက်ခဲတာပေါ့အပြင်ထွက်ဖို့မလွယ်တော့ဘူးထွက်တဲ့လူနည်းသွားပြီဟိုဈေးလေးထွက်ဝယ်ကြတော့မရဘူးတချို့ကကတ officer တွေဆိုအောက်တော့မစင်ရဘူးတဲ့လေကားအောက်ထိမစင်ရဘူးဆိုရင်လေကားထိပဲရမယ်ဂန်ငွေထိပဲရမယ်လေဂန်ငွေအောက်ကြီးကြီးပေါ်ကတို့နဲ့မဆိုင်ဘူးတင်မောနဲ့မဆိုင်တင်မောပိုက်တာပုတ်ဘူးဆိုရင်သူမစင်ရဘူးဆိုမစင်ရဘူးပဲတချို့မျိုးတွေကတော့ပိုဆိုးတယ်ပြောတယ်ဒီခုစင်မာတော့လောက်မဆိုးပါဘူးခုစင်မာတော့ဟိုရသေးတယ်ပေါ့လေဟုတ်ဗီဇာမရှိရင်တချို့ line နဲ့မခေါ်တော့ဘူးတချို့ line ကမခေါ်တော့တချို့ line ကတော့ခေါ်ဘူးနစ်ဆိုမခေါ်တော့ဘူးထင်တယ်အဲ့မှာသူတို့ပြောနေဗီဇာမပေးဗီဇာမပေးဆိုတင်မောပြောင်းလို့ဟိုတင်မောလွှာကြိုင်းလို့မရတာနေမဟုတ်ဘူးဆိုတော့ပြဿနာဖြစ်မှာဆိုလို့မတင်ဘူးပေါ့မတင်ဘူးဆိုတော့သူတို့ဒီ east ဘက်ကိုတင်မောတွေပြောင်းနေတာပေါ့ဒါပေမဲ့ဒီဘက်ကိုလာတဲ့တင်မောပိုဆုပ်လာမသိဘူးသူတို့ပြောတော့ဒီ east သွားတဲ့ line ဟာသူတို့ကုမ္ပဏီတော့တူတူပဲလေဒါပေမဲ့ဟိုဘက်ကိုသွားတဲ့တင်မောတွေကပိုတစ်တယ်ဆိုတော့နည်းနည်းအလုပ်သက်သာတာပေါ့လေအဲ့တော့ဒီဘက်ကိုလိုက်ရင်လိုက်မလိုက်နေပေါ့အဲ့လိုဖြစ်သွားတာပေါ့အဲ့ဒီဟာလေးတော့ရှိတယ်တချို့ line ကတော့ရသေးတယ်ခေါ်တယ်ဗီဇာဖြစ်လဲခေါ်တယ်ဒါပေမဲ့အောင်မစင်ရဘူး